အရှင်မြတ်ယဟန်တော်များနေခင်းပိုင်းနေမှာရင်နွေးချမ်းအပ်ပါသလားဗျာရင်နွေးချမ်းကဟိုလက်ဖက်ချောက်ပါတဲ့ဟာပြောတာနော်လက်ဖက်ချောက်ပါတဲ့ဥစ္စာအဲ့ဒါဒီလိုရှိတာမြန်မာနိုင်ငံအယူဆနဲ့ဟိုဘက်တိရလင်္ကာလို့တော့မတူဘူးပေါ့မြန်မာနိုင်ငံမှာကျတော့ဒီလက်ဖက်ကိုဟိုစီတို့ကြက်သွန်တို့နော်ဂျင်းတို့ဟိုပဲတို့နှမ်းတို့ထည့်ပြီးတော့တုတ်စားကြတယ်အဲ့တော့တရေစားပေါ့နော်အာဟာရအဖြစ်နဲ့ဒီလက်ဖက်ကိုစားတဲ့အတွက်ကြောင့်လက်ဖက်တီတာဆေးမဟုတ်ဘူးပေါ့နော်ရာဝကာလိကပစ္စည်းတစ်ခုဖြစ်တယ်ဆေးမဟုတ်တဲ့အတွက်ကြောင့်ညနေဖက်ရင်နွေးချမ်းတောက်မယ်ဆိုလို့ရှိရင်ရင်နွေးထဲမှာဒီအရွက်ကိုထည့်တောက်မယ်ဆိုလို့ရှိရင်ဒီအရွက်ကိုပြုတ်လိုက်သလိုဖြစ်သွားတယ်။တနည်းပြောရင်ဟင်းရွက်ပေါ့နော်ဒီလက်ဖက်ကိုဆယ်တော်တွေကဟင်းရွက်အဖြစ်သတ်မှတ်တယ်။အဲ့တော့ဟင်းရွက်အဖြစ်သတ်မှတ်လိုက်တဲ့အခါကျတော့သူဒီဝီနီထဲမှာကဟင်းရွက်ကိုရင်နွေးနဲ့ပြုတ်မတောက်အောင်အဖျော်ရည်ကိုဖျော်လို့ရှိရင်တော့ရေအေးပဲတောက်လို့ရတယ်။လက်ဖက်ကိုအဖျော်ရည်လို့မရဘူးလားဆိုရတယ်။ဒါပေမဲ့ရေအေးနဲ့ဖျော်ရမယ်။ကြောင့်ဟိုဘက်မှာဦးဇင်းတို့ green tea ဆိုပြီးတော့အပြင်ဦးဇင်းတို့ထိုင်းနိုင်ငံတွေမှာတို့ဒါညနေပိုင်းရဟန်းနေတောက်တယ်။အဲ့တော့လက်ဖက်6ကို sorry လက်ဖက်ရွက်ကိုရေအေးနဲ့ဖျော်မယ်ဆိုရင်တော့အပ်တယ်။အဲ့တော့ရေနွေးနဲ့လုပ်တဲ့ခါကျတော့ဒီဟင်းလက်ဖက်ရွက်ကိုပြုတ်တူလို့ဖြစ်သွားတာပေါ့။အဲ့တော့ဟင်းရွက်ပြုတ်ရည်သဘောဖြစ်သွားတယ်။အဲကြောင့်မြန်မာဆရာတော်ကြီးတွေကဟင်းရွက်ပြုတ်ရည်ဖြစ်တဲ့အတွက်ကြောင့်ညနေဖက်လက်ဖက်ရည်မအပ်ဘူး။ဒါမြန်မာဆရာတော်တွေရဲ့ဟောဟိုအမြင်အယူဆပေါ့ဗျ။လက်ဖက်ဒီတောက်စားတဲ့အထက်မှာပါတယ်ပေါ့နော်။အာဟာရပစ္စည်းတဲ့အထက်မှာပါလို့ညနေဖက်ရင်နွေးနဲ့ပြုတ်ပြီးတော့တောက်လို့မရအောင်။ရေအေးနဲ့ဆိုရင်တော့ရတယ်။နိုင်ငံခြားမှာကြတော့ဒီသီးလင်္ကာတို့ဘာတို့မှာကြတော့လက်ဖက်ကိုမြန်မာနိုင်ငံတို့တောက်စားတာမျိုးမရှိဘူး။သူကဒီလက်ဖက်ရည်ဂျာမတောက်ကြတာလေ။တောက်စားတာမရှိဘူးဒါကြောင့်သူတို့နိုင်ငံမှာဆိုရင်ဒီလက်ဖက်ဒီအာဟာရမဖြစ်ဘူးဆေးပဲသူတို့နိုင်ငံမှာဆေးသတ်မှတ်တယ်ဘာလို့စားတော့တာမရှိမြန်မာနိုင်ငံလိုစားတော့တာမရှိဘူးမကြောင့်သူတို့ချိန်မှာကြတာဆေးလို့သတ်မှတ်တယ်သူတို့နိုင်ငံဒေသအရဆိုရင်တော့ဒါညနေဖက်တောက်လို့ရတဲ့အနေအထားရှိတယ်ဒါကြောင့်လည်းသီးလင်္ကာကဝင်းကြီးအလေးပြုတဲ့ဆရာတို့လည်းတောက်ကြတယ်ညနေဖက်လက်ဖက်ရည်ကိုပေါ့နော်အဲ့တော့အဲ့ဆိုရင်ဘလို့နားလေရမလဲပေါ့နော်ဟိုနိုင်ငံမှာအဲ့တဲ့နိုင်ငံမှာဒီလိုပဲမှတ်ရမလားဆိုတော့အဲ့လိုပဲမှတ်ရတော့မှာပဲသူတို့စာပေထဲမှာနှစ်ဝါဒရှိတယ်တနိုင်ငံကဆေးဖြစ်သတ်မှတ်တယ်တနိုင်ငံကဒီအစားအသောက်ဖြစ်သတ်မှတ်တယ်အဲ့လိုဆိုရင်အဲ့ဒီဝိနည်းဘယ်လိုလိုက်နာမလဲဆိုတဲ့ကနဝါဒကွဲတာပဲတဝါဒကတော့နိုင်ငံတစ်ခုခုကနော်ဒီဟာကိုအစားအသောက်ဖြစ်သတ်မှတ်လိုက်တယ်ဆိုလို့ရှိရင်အစားအသောက်ဖြစ်စားကြတယ်ဆိုလို့ရှိရင်ဘယ်နိုင်ငံဖြစ်ဖြစ်ဒါကိုအစားအသောက်ဖြစ်သတ်မှတ်ရတယ်ဆိုတာကမြန်မာနိုင်ငံမှာဒါလက်ဖက်ဒီမအပ်ဘူးလို့သတ်မှတ်တယ်ဒါဆိုလို့ရှိရင်တခြားနိုင်ငံမှာလည်းမအပ်ဘူးလို့ပဲဆုံးဖြတ်ရအောင်မယ်ဒါတဝါဒဆိုတာကတနိုင်ငံမအပ်တာနဲ့တကမ္ဘာလုံးမအပ်ဘူးဆိုတဲ့ဝါဒတစ်ခုရှိတယ်ဒါတီကာထဲမှာလေဝိမတိတီကာလားဝိမတိတီကာလို့ထင်တာပဲနော်နောက်တစ်ဝါဒကျတော့မဟုတ်ဘူးသူကဆေးဖြစ်သတ်မှတ်တဲ့နိုင်ငံမှာဆိုရင်အပ်တယ်အစားအသောက်ဖြစ်သတ်မှတ်တဲ့နိုင်ငံဆိုမအပ်ဘူးသူ့နိုင်ငံဒလေးနဲ့ဆိုင်နေဆိုပြီးတော့ဆုံးဖြတ်တဲ့ဝါဒလည်းရှိတယ်အဲ့တော့အဲ့ဒီဝါဒတွေကတော့ဦးဇင်းတို့နည်းနည်းသဘောကျတယ်ဘာဖြစ်လို့လဲဆိုတော့နိုင်ငံတစ်ခုခုကဒါကိုဦးဇင်းတို့အစားအသောက်ဖြစ်သတ်မှတ်တယ်မသတ်မှတ်ဘူးဆိုတော့တခြားနိုင်ငံလူသိချင်မှသိမှာလေဥပမာ